အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ WrestleMania 42 မတိုင်ခင်ပရိသတ်ရဲ့အဆောင်မျှော်ဆုံးဖြစ်နေတဲ့ Randy Orton ရဲ့ Mystery Caller ဘယ်သူလဲဆိုတာပေါ်ထွက်လာခဲ့တဲ့ April 3 ရက်နေ့ SmackDown ရဲ့အနှစ်ချုပ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Jake Hager ရဲ့အပေါင်းပါဖြစ်တဲ့ Michin နဲ့ Rhea Ripley တို့ကိုပွဲတီးခဲ့ပါတယ်Michin ကတပွဲလုံးနှိပါအသာစီးရအောင်ကစားနိုင်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ Rhea Ripley က Prison Trap နဲ့အနိုင်ယူသွားခဲ့ပါတယ်ပွဲပြီးတဲ့အချိန်မှာ Jake Hager နဲ့ Bifat တို့ရောက်လာပြီးတော့ Rhea Ripley ကိုဝိုင်းပြီးရိုက်နှက်ခဲ့ပါတယ်။ဒါပေမဲ့ Io Sky ရောက်လာပြီးတော့ Rhea Ripley ကိုကူညီခဲ့ပြီးလို့ Jake တို့ပွဲပြန်လည်နောက်ဆုတ်သွားခဲ့ရပါတယ်။နောက်တစ်ပွဲကတော့ Tama Tonga နဲ့ Uncle Howdy တို့ရဲ့ပွဲပါ။ဒီပွဲမှာ Tama Tonga ကကောင်းကောင်းကစားနိုင်ခဲ့ပေမဲ့ Solo Sikoa ကဓာတ်ဖြတ်နောက်ရှက်ဖို့ကြိုးစားရာနေအမှားယွင်းဖြစ်ပြီးတော့ Uncle Howdy က Sister Abigail နဲ့အနိုင်ရသွားခဲ့ပါတယ်။ပွဲပြီးမှာထူမာထုံကာက Warrior Family ရဲ့မီးရင်ကိုအန်ကယ်ဟောက်ဒီကိုပြန်လည်ပေးအပ်ခဲ့ပါတယ်။ပြီးတော့ဆိုလိုနဲ့ထမာထုံကာတို့အချင်းချင်းစကားများခဲ့ကြပြီးတော့ Bloodline ထဲမှာအကြောင်းတွေထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။နောက်တစ်ပွဲကတော့ Aleister Black နဲ့ Matt Cardona တို့ရဲ့ပွဲပါ။ Aleister Black ဟာ Matt Cardona ရဲ့လက်ကောက်ဝတ်ကိုပြစ်မှတ်ထားပြီးတော့တပွဲလုံးနှိပ်စက်သွားခဲ့တာပါ။ Black က Cardona ရဲ့လက်ကောက်ဝတ်ကိုအပြင်းထန်နိုင်ခြင်းစီမဲ့ lock ကိုပဲအချိန်ချင်းသုံးပြုခဲ့ပြီးတော့နောက်ဆုံးမှာတော့ Black Mass နဲ့ပဲလွယ်လွယ်ကူကူအနိုင်ယူသွားခဲ့ပါတယ်။နောက်တစ်ပွဲကတော့ R-Truth Damian Priest နဲ့ The Miz Kid Wilson တို့ရဲ့ထပ်တင်ပွဲဖြစ်ပါတယ်။ပွဲအတွင်းမှာ The Miz နဲ့ Kid Wilson တို့ကအသာစီးရဖို့ကြိုးစားခဲ့ကြပါတယ်။အားလုံးအံ့ဩသင့်သွားစေခဲ့တာတော့ Dawson ပေါ်ထွက်လာဖြစ်ပါတယ်။ Dawson က Damian Priest တို့ဘက်ကနေကူညီခဲ့ပြီးတော့သူ့ရဲ့ထူးခြားတဲ့ပြုမှုတွေနဲ့ပြိုင်ဘက်တွေကိုအာရုံနှောက်လုပ်ခဲ့ပါတယ်။ရလက်လီနဲ့ကတော့ Dawson ကူညီကြောင့် Damian Priest နဲ့ R-Truth တို့ဟာ The Miz နဲ့ Kid Wilson တို့ကိုအနိုင်ရရှိသွားခဲ့ပါတယ်။ Main event ပွဲအနေနဲ့ကတော့ United States Champion အဖြစ် Sami Zayn နဲ့ Carmelo Hayes တို့ပြန်လည်ရှင်ပြိုင်ခဲ့ကြပါတယ်။ Carmelo Hayes ကဒူးဒဏ်ရာရခဲ့ပြီးတော့ Sami Zayn ကပဲ Helluva Kick နဲ့သူ့ရဲ့ Champion ကပတ်ကိုကာကွယ်နိုင်ခဲ့ပါတယ်။ပွဲပြီးမှာ Trick William က Little Yachty နဲ့အတူကွင်းထဲဝင်လာပြီးတော့ Sami Zayn ကိုတိုက်ခိုက်ခဲ့ကြပါတယ်။နောက်ဆုံးပြောပြပေးချင်တာကတော့ Randy ရဲ့ Mystery Caller ကဘာတူလဲ။ Randy Orton ကသူ့ရဲ့ဇာတိမြေ St. Louis မှာပရိသတ်တွေရဲ့အားပေးမှုနဲ့အတူကွင်းထဲကိုတက်လာခဲ့ပါတယ်။သူဟာ Cody Rhodes ဟာလူသက်သမားခေလာမဟုတ်ကြောင်းနဲ့သူ့ကိုစိန်ခေါ်မိတာဟာအမှားကြီးတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဲ့အချိန်မှာ Cody Rhodes ကကွင်းထဲကိုရောက်လာပြီးတော့နှစ်ယောက်သားရန်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။အဲ့အချိန်မှာပဲအားလုံးအံ့သွင်းသွားစေခဲ့တာတော့ Pat McAfee ထွက်လာပြီးတော့ Cody ကိုတိုက်ခိုက်ခဲ့တာပါ။ Pat McAfee က Randy Orton ကိုဖုန်းနဲ့အကြံပေးနေတဲ့သူဖြစ်ကြောင်းပေါ်ထွက်လာပြီးတော့သူတို့နှစ်ယောက်ပူးပေါင်းက Cody ကို Steel နဲ့အပြန်အလှန်နှိပ်စက်သွားခဲ့ပါတယ်။ McAfee က WWE ကိုချစ်တော်လဲလက်ရှိ WWE ရဲ့ဦးတည်ချက်နဲ့ပွဲစဉ်များသဘောမကျကြောင်း Cody Rhodes ဟာလက်ရှိ WWE ရဲ့ဆိုးရွားတဲ့အခြေအနေမှာကိုစားပြုနေသူဖြစ်ကြောင်းနဲ့ Randy Orton သာလျှင်ဒီ business ကိုကယ်တင်နိုင်တဲ့လူဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆိုတော့အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Randy ရဲ့ Mystery Caller က Pat McAfee ဖြစ်နေခဲ့တာပါ။ပရိသတ်တွေအနေနဲ့ဒီထက်ပိုပြီးတော့ surprise ဖြစ်စေမဲ့ return မျိုးမျှော်လင့်ခဲ့ကြပေမဲ့ Pat McAfee ဖြစ်နေခဲ့တော့အားလုံးကိုမင်းသက်သွားစေခဲ့ပါတယ်။ပရိသတ်အချို့ကလည်းသဘောမကျခဲ့ကြပါဘူး။ဒါကတော့ဒီနေ့ SmackDown ရဲ့အနှစ်ချုပ်ပဲဖြစ်ပါတယ်။ Pat McAfee နဲ့ Randy Orton တို့ပူးပေါင်းပြီးတော့ WrestleMania ရဲ့ main event ကိုဘယ်လိုရိုက်ခတ်သွားမလဲ။အားလုံး WrestleMania 42မှာစောင့်ကြည့်ရပါမယ်။ Weekly WWE Raw နဲ့ SmackDown update တွေကိုမြန်မာလိုအမြဲကြည့်ချင်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီးပါအောင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်